အားလုံးပဲမင်္ဂလာပါရှင်စစ်ဆောင်ကဟေဆယ်ပါဟေဆယ်ကဒီနေ့မှာဒေါက်တာခရစ်စတန်နဲ့ဆရာမပြေတို့ပြောထားတဲ့ဒီဘက်ပိန်းပေါ့နော်ခံစားရတဲ့သူတွေကဘယ်လိုယောဂလေ့ကျင့်ခန်းမျိုးကိုလုပ်လို့ရမယ်ဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်တချို့ဆိုရင်သိကြပါတယ်ဟေဆယ်ကခါမှာဗကြီးထောက်တင်နဲ့ကိုနှစ်နဲ့ချီပြီးနေလာရတဲ့ခါနာဝေဒနာရှင်တူဖြစ်ပါတယ်ဒီမှာတော့ဟေဆယ်ကပေါ့နော်ခါနာတာနည်းနည်းလေးတက်တာလာပြီဆိုရင်ဘယ်လိုယောဂလေ့ကျင့်ခန်းမျိုးကိုလုပ်လို့ရမယ်ဆိုတာကိုလုပ်ပြပေးမှာဖြစ်တာမို့အားလုံးပဲ like ပါလေ့ကျင့်ဖို့အတွက်ဖိတ်ခေါ်ပါရရှင်ပထမဦးဆုံးဟေဆယ်တို့ခြေထောက်လေးနှစ်ဖက်ကိုပခုံးကျယ်လေးတိုင်းလေးကားလိုက်မယ်ပြီးွားရင်ဒီခါပေါ့နော်ကျောယုမရဲ့နောက်မှာလက်မလေးနှစ်ဖက်ကိုထောက်ထားမယ်ထောက်ထားပြီးတော့များသောအားဖြင့်ခါနာတက်တဲ့သူတွေတော်တော်များများဆိုရင်ဟေဆယ်တို့ကကြောပြင်ကြီးခုံးသွားတတ်တယ်မခုံးဘူးရင်မလေးကိုဆွဲဖွင့်မယ်တွန်းထားမယ်တွန်းထားလို့ပြီးသွားပြီဆိုရင်စီးပုံလေးကိုရှေ့ကိုတွန်းဖို့ရားသလောက်လေးအလိုက်အသင့်လေးဆွဲလှမ်းမယ်ရှုမယ်ပြီးွားရင်ရှုထုတ်ပြီးတော့ခါကြောကနေဆွဲဆန့်ပြီး90 degree တိချမယ်ရှုထောက်ဒါလေးကိုဟိစံနဲ့အတူတူ10ချိန်လိုက်လုပ်ကြည့်ရအောင်ဗလေးနဲ့ forward လေး10ချိန်ပြီးသွားပြီဆိုရင်ဟိဆယ်တို့ကိုယ့်ရဲ့ပခုံးအကျယ်လေးအတိုင်းလေးခြေထောက်လေးကိုကားထားမယ်ပေါ့နော်ဒီတစ်ခါကျတော့ခါလေးကိုနည်းနည်းလေး twist လေးပေးမယ်ပေါ့နော်လက်လေးနှစ်ဖက်ကပေးကိုဆန်ထုတ်ထားတယ်ပြီးွားရင်ကိုယ့်ရဲ့ဘဲဘဲလက်လေးကညာဘက်ခြေထောက်ရဲ့မှီတဲ့နေရာလေးကိုကင်မယ်ခြေချင်းဝတ်ကိုမှီတဲ့သူကခြေချင်းဝတ်ကိုကင်လို့ရတယ်ဒူကောင်းကိုမှီတဲ့သူကလည်းဒူကောင်းလေးကိုကင်လို့ရတယ်ပြီးွားရင်ညာဘက်ကိုခါလေးကနေဆွဲလဲညာဘက်လက်ထိပ်ဖြားလေးကိုလဲကြည့်မယ်ဒီမှာလဲကိုနေနိုင်တဲ့လောက်လေးနေမယ်10 second လေးရည်10 second လေးနေကြည့်မယ်ရှုထုတ်တဲ့လေးနဲ့ဒီကောင်လုံး short ချကြည့်ပြီးွားရင်နောက်တစ်ဖက်ဒီတစ်ခါညာဘက်လက်လေးကဘယ်ဘက်ခြေချင်းဝင်လေးကိုကိုင်ဆက်လက်ဒီမှာလဲ10 second လေးနေမယ်နော်ဆောနာဟေဆယ်လုပ်ပြသွားတဲ့ပူချာလေးတွေကို10ချိန်3ကြောလုပ်လို့ရပါတယ်။ဒီတစ်ခါမှကြာရအောင်ဟေဆယ်ကဒီမတက်တောင်မရက်နိုင်ဘူးပေါ့နော်။ဒါမျိုးဆိုရင်လေးဘက်ထောက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုလုပ်ပြသွားမှာဖြစ်ပါတယ်။ညုံဆုံးခါကြောလေးကိုဖြီးဖို့လေးဘက်လေးအရင်ထောက်မယ်။လေးဘက်ထောက်တိုင်းမှာတတိလေးထားဖို့ကတော့ကိုယ့်ရဲ့ပခုံးအောင်မှာကိုယ့်ရဲ့လက်ကဝရှိနေရမယ်လက်ချောင်းလေးတွေကလည်းခြဲထားရမယ်ကိုယ့်ရဲ့ဘောင်အောင်မှာလည်းကိုယ့်ရဲ့ဒူးကောင်းလေးရှိနေရမယ်ဒီကွာဝေးလေးက90 degree လေးဖြစ်နေရမယ်ခေဒီဇရို cat down pose လေး10ချိန်လေးလုပ်အောင်ရှုမယ်ရှုမယ်ထောက်မယ်ခါလေးကိုသွေးပူပေးတယ်10ချိန်ကကောင်း post လေးပြီးသွားပြီဆိုရင်ညာဘက်ခြေထောက်လေးကိုအရှိလေးမှာထားလိုက်မယ်ဒီခြေထောက်ထားတဲ့ပုံစံလေးကတော့90 degree ဖြစ်ဖို့ပို့လို့ရပေါ့နော်ကိုယ့်ရဲ့ဒူးကောင်းနောက်မှာလည်းကိုယ့်ရဲ့ခြေချွန်းဝက်ကိုထားရမယ်မနိုင်တဲ့သူတွေဆိုရင်ခြေချောင်းလေးကိုထောက်ထားလို့ရပါတယ်အဲ့မှာဟိဆယ်တို့လက်လေးနှစ်ဖက်ကိုပုံရင်ဆွဲပြီးညှောက်လိုက်တယ်ဘယ်ဘက်လက်လေးရဘယ်ဘက်ခြေချွန်းကိုပဲကိုင်မယ်ညာဘက်ကနေရပြီးနောက်မှာဆွဲဆန်ရခေါင်းလေးဆန်ထုတ်ထားမယ်ဒီမှာလေကိုနိုင်တဲ့လောက်လေးပဲနေမယ်ရမယ်ဆိုရင်10 second လေးနေကြည့်ရအောင်
ပြီးသွားရင်လက်လေးနှစ်ဖက်ကညာဘက်ခြေထောက်လေးဘေးနားလေးမှာပြန်ချမယ်ကျမလေးကိုနောက်ကိုတွန်းထုတ်ပြီးတော့ဘယ်ဘက်ချစ်ဖနှောက်လေးပေါ်ထိုင်မယ်ရတဲ့သူတွေကဖြည်းဖြည်းချင်းတောင်လေးတွေကစားချခြင်းဒီမှာလည်းကိုနိုင်တလောက်လေးပဲနေမယ်10 စက္ကန့်ရရင်လည်း10 စက္ကန့်လေးနေပြီးကြည့်မယ်ပြန်ဒူးကောင်းလေးကိုပုံမှန်တိုင်းလေးပြန်ကွေးမယ်ဘယ်ဘက်လက်ရဲ့ဂျိုင်းအောင်ထဲကိုညာဘက်ဒူးကောင်းလေးကိုထည့်မယ်ပြီးတော့ရင်လောက်လေးချီမယ်ညာဘက်လေးကိုဆွဲပြီးလှည့်မယ်လက်လေးပြန်ချမယ်ဒီတစ်ခါညာပြီးသွားတဲ့အခါဘယ်ကိုပြန်လုပ်မယ်နော်ဘယ်မှာလဲအဲ့တိုင်းပဲဘယ်ချီတောင်လေးထောက်မယ်ပြင်စောနာဟေးစေပြောတဲ့ဟာတွေကိုကိုယ် body ကိုပြန်ပြီးတော့ check လုပ်မယ်လက်လေးနှစ်ဖက်ကပေါ်ဆွဲဆက်ညာပဲခြေချင်းဝင်လေးကိုကင်မယ်ဘယ်လက်ကနေရဘေးမှာဆွဲဆက်လက်ကြီးကနောက်ကိုရောက်ပြီးတော့ခေါင်းရလက်ကြီးကဒီပုံမှာထားပြီးခေါင်းကြီးဆွဲလန့်နေတာမျိုးမဟုတ်ပဲနဲ့ကိုရသလောက်လေးမှာပဲရသလောက်နေထားလေးနဲ့ပဲနေမယ်ကိုယ်ဘော်ဒီကဘယ်လောက်ထိလက်ခံနိုင်လဲလက်ခံနိုင်တော့တဲ့အထိပဲနေမယ်ချမယ်လက်လေးပြန်ချမယ်ဒီနားလေးပေါ့ချင်းရှော့ချရှုထုတ်လိုက်တိုင်းမှာခဏကိုတစ်ခုလုံးရှော့ချလေးပဲလေးပြန်ချညာဘက်ကျအထဲကိုဘယ်ဘက်ကောင်းလေးကိုထည့်မယ်ပြီးသွားရင်ဟိစေတို့လက်ဦးလေးချင်းဘက်လေးမှာကြည့်မယ်များသောဖြင့်ဒီလိုမျိုးထားကြမလုပ်ဘူးနော်တထောင်လေးကိုကားထားခါချောလေးကနေရတော့ဆွဲလန့်ပြီရတော့လေးနေမယ်နည်းနည်းချက်လေးမော့ကြည့်ထားမယ်ကျင်းပြောင်းလေးပြန်ချနောက်တစ်ဆင့်အနေနဲ့ဟီဆယ်ကမတက်လည်းမရနိုင်ဘူးလေးပဲလည်းမထောင်နိုင်သေးဘူးဆိုရင်ဒီထိုင်ရက်လေးနဲ့ပေါ့နော်ဒီယောဂကျင့်စဉ်လေးကိုကျင့်ပေးလို့ရပါတယ်အားလုံးပဲကြည့်ပေးပါအောင်ခြေထောက်လေးတစ်ဖက်ကိုဆန့်ထုတ်ထားမယ်ကျမလေးတွေကစဆွဲထုတ်စစ်တငရထိုင်ရက်တိုင်းလေးရှိနေပါစေပြီးွားရင်ညာဘက်ခြေထောက်လေးဒူးလေးထောင်လိုက်မယ်လက်လေးနှစ်ဖက်ကကိုယ်တင်ပတ်ပတ်ကက်လည်းမကပ်ဘူးအရင်ဝေးလည်းမဟုတ်တဲ့နေရာလေးမှာထောက်မယ်လက်ချောင်းလေးကကိုယ့်ရဲ့တင်မဘက်ကိုဦးလှည့်ထားမယ်ခေါင်းကျဲတိုင်းလေးပဲထောက်အဲ့ဒီအတိုင်းလေးကိုတင်မလေးကိုရားသားပြီးဆွဲကော့ပြီးတော့တွန်းတင်သွားမယ်ခဏလေးတော့မြင်ရလားငါမြင်လားโอเคနော်ဒီတိုင်းလေးကိုတင်မလေးကိုပေါ်လေးကိုဆွဲထုတ်ပြီးတော့တွန်းတင်သွားမယ်ကိုရားသားလေးမှာနေမယ်ရသလောက်အနေထားလေးမှာပဲလုပ်မယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်ချမယ်ပြန်ချလို့ပြီးသွားပြီဆိုရင်ချစ်ပနောင်လေးကိုဘယ်ဘက်ချစ်ပနောင်လေးကိုထုတ်ထားတယ်လက်လေးနဲ့ဖြည်းဖြည်းချင်းရှည်လေးကိုဆန့်ထုတ်ပြီးတော့ကိုင်ခါလေးကိုဆန့်ထုတ်ထားကြောပြင်းမျိုးဒီလိုခုံးမိတဲ့နေရာမှာမကိုင်နဲ့မမီဘူးဆိုလဲဒီနားလေးမှာကိုင်လို့ရတယ်မိတလောက်နေရာလေးမှာကိုင်မယ်ဆန့်ထုတ်ရှုပ်သွင်းမယ်ပြုံးလေးနဲ့ရှူမယ်ပြုံးလေးပြန်ရှူထုတ်ပြီးွားရင်ညာဘက်လက်လေးကိုနောက်လေးမှာထောက်ညာဘက်လက်လေးကနေဘေးနားမှာဆက်ဆန့်ထုတ်လို့ပြီးတော့ဆိုရင်ညာဘက်ကျန်အောင်ထည့်ဖို့ညာဘက်ဒူးကောင်းလေးကိုထည့်ညာဘက်လေးနောက်လေးကိုဆဲလက်ခါလေးကနေပေါ့လေလေးစီးနဲ့ပခုံးနဲ့တူတန်းနဲ့ဖြစ်တယ်ဒီစားလေးမှာလည်းကိုယ်နေနောက်ပါပြီးပြန်ပါမမေမမေရောတော့ရှုပ်ပြီးရှုထုတ်လို့ပါညာပြီးသွားတဲ့အခါထောစံအတိုင်းဘယ်လေးကိုလောက်ဘယ်ဒူးလေးကွေးမယ်ဒူးလေးကွေးတဲ့အခါမှာလည်းဒီစဲတို့ဒီခြေထောက်ကဒီဒူးကောင်းနဲ့တဒန်းနဲ့နေရာမှာရှိနေရမယ်အင်းကိုရောက်နေတာမျိုးအရင်ရှိကိုရောက်နေတာမျိုးပြန်ဆွဲမှရှူပြီးမှတွန်းလာကျမလေးကိုညှစ်ထားခါလေးကိုကော်ထားကျမလေးကိုလက်သက်ဆောင်ပင်ထုတ်ထားပြန်ထိုင်ချမယ်ပြီးွားရင်ခြေပနောက်လေးကိုတွန်းမယ်လက်လေးနဲ့ဖက်ကဆွဲဆက်
ခါနေပြီးပဲဖြည်းဖြည်းချင်းဆန်းထုတ်မယ်ပြုံးလေးရှုပေးမယ်နော်ပြုံးလေးပြန်ရှုထုတ်ရတော့လေးဆန်းထုတ်ရတော့လေးပဲဆန်းထုတ်โอเคပြီးသွားရင်လည်းနှစ်ဖက်ကိုပေါ်ပြန်ဆွဲဆန်းဘယ်ဘက်လက်လေးကနှောင်လေးမှာထောက်မယ်ညာဘက်လက်လေးရခြံရောက်ထဲကိုဘယ်ဘက်ဒူးကောင်းလေးကိုချိန်မယ်ဆွဲလက်မယ်ဖြည်းဖြည်းချင်းပြန်ပြန်လာမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ဒီစရာဒီနေ့မှာဆိုရင်ခါတော့နာနေသေးတယ်ဒါပေမဲ့အရန်လည်းမဟုတ်ဘူးဆိုတဲ့သူတွေအတွက်လုပ်ပြပေးထားတာဖြစ်ပါတယ်ခါနာတာကိုဘာကြောင့်မဲနာတဲ့သူတွေအားလုံးလိုက်လို့ရအောင်ဒီစရာဒီနေ့ back bang forward bang နဲ့ twisting လေး၃မျိုးလုံးကိုချိတ်ဆက်ပြီးတော့လုပ်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလိုက်ပါလေးခြင်းဖို့အတွက်လွယ်ကူမယ်လို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုတွေကြာရင်လည်းကိုယ့်ရဲ့ခန္ဓာမှာရှိတဲ့ဒီ pain နေတဲ့မှာဒီဇယ်တို့ဘယ်လိုမျိုးယောဂပူချာလေးတွေကိုလေ့ကျင့်လို့ရလဲဆိုတာကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲ Facebook page ကို like and share လေးလုပ်ပြီးတော့စောင့်ကြည့်နေပေးပါလို့ကျေးဇူးများတင်ပါတယ်ရှင်